ဒီနေ့ကတော့မိဘခြေရာယူနီလေးအကြောင်းကိုပြောပြပေးခြင်းလို့ဖြစ်ပါတယ်ဗုဒ္ဓဘာသာဝင်တို့ရဲ့ရိုးရဓလေ့ဖြစ်တဲ့မိဘခြေရာယူနီလေးကိုသိရသူလည်းသိရမသိရသူလည်းရှိရပေါ့နော်မသိရသူတွေအတွက်အသိပညာဗဟုသုတတွေရတော့အောင်ဒါပြောပြပေးခြင်းဖြစ်ပါတယ်ကျေးဇူးရှင်မင်းကုန်းဆရာတော်ဘုရားကြီးကုန်းလုံးဆရာတော်ဘုရားကြီးတို့ရဲ့မိဘခြေရာတောင်းယူပူဇော်နည်းလေးကိုလည်းကုယူဖော်ပြခြင်းဖြစ်ပါတယ်အထက်ပစ္စည်းရာကြတော့မုံညင်းစီနှမ်းစီနနွင်းပိတ်စာလို့လိုအပ်ပါမယ်နော်မိဘခြေရာယူတဲ့နေ့ပေါ့နော်မိဘခြေရာယူတဲ့အခါကျတော့ဘယ်နေ့ပဲဖြစ်ဖြစ်မိဘခြေရာကယူလို့ရတယ်ဆိုပေမဲ့လာပြည့်နေ့နေကြီးနေ့မြတ်နေထူးနေ့မြတ်မွေးနေ့မွေးရက်တွေမှာပေါ့နော်တီးတန့်ပေါ့နော်အဲ့လိုနေထူးနေ့မြတ်ဆိုပြီးသတ်မှတ်ပြီးယူကြတယ်ပေါ့နော်မိဘခြေရာယူကန်ကြီးကြတော့မိဘကောသားသမီးတို့ကရေချိုးတန့်စင်ပြီးတော့တန့်စင်စင်ကြတဲ့အဝတ်စားတွေကိုဝတ်မယ်အဲ့လိုခြေရာမယူခင်မှာကြတော့သားသမီးတွေကဖះရှိခိုးမယ်ဖះသရှင်မှာ5ပါးသီလခံယူရမယ်ပေါ့နော်ပြီးရင်မိဘကိုဖះသရှင်တမမဟုတ်လို့ရှင်ဧကန်ရှိမှာကိုယ်ထိုင်ခိုင်းပြီးတော့ကိုကတက်နိုင်တဲ့ငွေကြေးတက်နိုင်တဲ့ပစ္စည်းလေးနဲ့ကိုကကတော့ရမယ်ပေါ့နော်အဲ့လိုကတော့တဲ့အချိန်မှာမိဘတွေကကိုယ်ပြန်ပြီးတော့မေတ္တာတွေပေးမယ်ဆုတောင်းစကားတွေပေးမယ်ကောင်းကြီးတွေပေးမယ်ပေါ့ဒါတွေကိုလက်ခံရရှိပါတယ်ကတော့တဲ့အချိန်မှာသားသမီးတွေကပြောမယ်စကားရှိပါတယ်မိဘများငွေဖတန့်စင်ပြီးဒီနေ့မှစ၍ယနေ့မိဘချေရာတောင်းသည်နေ့အထိကံသုံးမတို့ဖြင့်မတော်တဆပြမပြောဆိုမိခဲ့သည်ရှိပါကခွင့်လွှတ်ပေးပါမတိမမြင်ရသောဘဝများကအပြစ်များပါမချမ်းခွင့်လွှတ်ကြည့်ပေးပါဖေဖေနဲ့မေမေဆိုတော့၃ချိန်ပြောရမယ်ပေါ့နော်အဲ့လိုပဲမိဘတွေကလည်းကိုယ်ခွင့်လွှတ်ပေးပါတယ်ဆိုပြီး၃ချိန်ပြန်ပြောပေးရပါမယ်ခြေရာယူနီးပေါ့နော်မိဘခြေရာယူမယ်ဆိုလို့ရှိရင်ခြေကိုဈေးသလုံးထဲမှာတန့်စင်ဆေးကြောပြီးတော့အမွှေးနှံသားတစ်ခုလိမ့်ကြံပေးရမယ်ပေါ့နော်အမွှေးနှံသားတွေခြောက်သွားပြီဆိုလို့ရှိရင်မုံညင်းစီနှမ်းစီနနင်းစီရောထားတဲ့စီကိုပေါ့နော်ခြေထောက်ကိုတုပ်လိမ့်ပေးရမယ်တုပ်လိမ့်ပြီးလို့ရှိရင်ပိတ်စပေါ်မှာခြေချမယ်ဒီလိုခြေချတဲ့အခါမှာအဖေဆိုလို့ရှိရင်ညာခြေစချပြီးတော့မှဘယ်ခြေကိုနောက်ကလိုက်ချပေးရမယ်ပေါ့နော်အမေဆိုလို့ရှိရင်လည်းဘယ်ခြေကနေစချမယ်ပြီးလို့ရှိရင်ညာခြေကိုချပေးရပါမယ်ဒီလိုမိဘတွေကပိတ်စပေါ်မှာခြေနင်းပြီးချပြီးတော့မတက်ရက်နေတဲ့အချိန်မှာမိဘတွေကတဏ္ဍကုံတီးပေးရမယ်ပေါ့နော်ဒီစောက်တီးပေးရမယ်ထို့စဉ်မှာသားသမီးများကလည်းမိဘခြေအစုံကိုဥခိုက်ပြီးတော့ကိုကဥသောကြော့ပေးရပါမယ်ပြီးတော့ဘေးနာကတယောက်ကလည်းမိဘကိုအခုလို၃ချိန်မေးပေးရမယ်ပေါ့နော်ဒါကသားသမီးများအတွက်မိဘမေတ္တာတရားဤခြေရရင်ထားခဲ့ပေးပါခြားခဲ့ပါသလားဆိုပြီးမေးရမယ်ပေါ့နော်အဲ့ချိန်မှာမိဘတွေကလည်းသားသမီးအတွက်ဒီခြေရာလေးကိုထားခဲ့ပါတယ်ဆိုပြီး၃ချိန်ပြန်ပြောပေးရမယ်ပေါ့နော်ဒီလို၃ချိန်တက်တိုင်းအမေအဖေတွေပြုလုပ်ပေးရပါမယ်ထို့နောက်မိဘခြေရာယူပြီးသွားပြီဆိုလို့ရှိရင်မိဘခြေကိုမူလစလုံးအတွင်းမှာပဲပြန်ပြီးတော့ဆေးကြောပေးရမယ်နန်းသာတစ်ခုခုလိမ့်ကြံပေးရမယ်ပေါ့နော်ဒီမိဘခြေရာဆေးထားတဲ့ရေစလုံးအတွင်းဆိုရင်သားဆိုရင်ညာဘက်လက်သမီးဆိုရင်ဘယ်ဘက်လက်ကိုစလုံးအတွင်းသို့ထည့်ပြီးတော့မိဘတို့အပေါ်ကံသုံးမတို့ဖြင့်မတော်တဆပြစ်မှားပြောဆိုမိခဲ့ပါကကြေအေးပါစေကြေးပါစေဆိုပြီးကွာဆူတောင်းပြီးတော့လို့ရှိရင်အဲ့ရေနဲ့ပေါ့နော်ဦးကောင်းနေမျက်နှာတွေပေါ့နော်တချို့ကျတော့မျက်နှာတွေပဲတစ်ကြတယ်ပေါ့နော်အဲ့လိုလေးပြုလုပ်ပေးရပါမယ်တဲ့မိဘခြေရာကြံခဲ့တဲ့ပိတ်စာဖြူမမှာဆိုရင်မိဘရဲ့နာမည်မွေးနေ့မွေးရမွေးသက်ကတိခြေရာယူတဲ့နေဆွဲတွေကိုပါအမှတ်တရနဲ့ရေးထိုးပေးရပါမယ်ခြေရာယူထားတဲ့ပစ္စည်းလေးတွေကိုမှန်ပေါင်းသွင်းမယ်ခေါင်းရင်းမှာထားမယ်ဖះရှိခိုးရင်လည်းညစဉ်ဖះရှိခိုးပြီးရင်ဒီအိယာဝကန်ဒီမှာပေါ့နော်မိဘတွေရဲ့ကြီးမားတဲ့မေတ္တာတရားတွေကိုနေ့စဉ်ကိုကခံယူပါတယ်ဆိုပြီးကိုကဆူတောင်းပြီးတော့မိဘရဲ့ခြေရာကိုကြော့ပြီးမှအိယာဝင်တင်ပါကြောင်းဒီအကြောင်းအရာလေးတွေကိုကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးရဲ့စာအုပ်ထဲကနေပြီးတော့ကောင်းနှုတ်ရေးသားရေးဖော်ပြလိုက်ခြင်းဖြစ်ပါတယ်ဒီမိဘခြေရာယူတဲ့ပွဲလေးတွေကိုတချို့ကြတော့ဘုန်းကြီးကျောင်းနေမင်္ဂလာဆောင်နေမွေးနေ့တွေမှာပေါ့နော်အခမ်းအနားတစ်ခုအဖြစ်နဲ့ထည့်သွင်းပြီးတော့ယူကြတဲ့ပွဲလေးတွေလည်းရှိပါတယ်ပေါ့နော်တချို့ကြတော့ကာလဒေသအခြေအနေပေါ်မူတည်ပြီးတော့ပေါ့ကိုယ်မှာပဲမိဘရင်းနဲ့ယူတဲ့ပွဲလေးတွေလည်းရှိပါတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ပေါ့အဓိကကကြတော့ခြေရပေးမယ်မိဘရှိမယ်ခြေရတောင်းခံတဲ့သားသမီးရှိလို့ရှိရင်ဒီပွဲတွေကအထမြတ်အောင်မြင်ပါတယ်ပေါ့နော်ဘယ်မှာပဲယူဘလို့ပဲယူပေါ့နော်အဓိကသားသမီးနဲ့မိဘကြားမှာရှိတဲ့928ချင်းမြစ်တာကိုဖော်ညွှန်းတဲ့ပွဲလေးဖြစ်တဲ့အတွက်အဓိကသားသမီးနဲ့မိဘရှိရဆိုရင်ဒီပွဲလေးတွေကပြုလုပ်လို့ရပါတယ်တချို့ကြတော့လည်းအဖေပဲရှိတယ်အမေပဲရှိတယ်ဒါဆိုရင်ရောယူလို့ရလားလို့မေးကြတယ်ပေါ့အဖေပဲရှိအမေပဲရှိယူလို့ရပါတယ်မိဘခြေရာဆိုရင်သားသမီးတိုင်းယူခွင့်ရှိပါတယ်နောက်ပိုင်းမှာလည်းမိဘခြေရာယူနည်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အသိပညာဘဝတုတလေးတွေကိုနောက်ဗီဒီယိုမှာဆက်လက်တင်ပြပေးပါမယ်အားလုံးပဲကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်